င်္ဂလာပါရှင်သုံးရကန်ထဲရပါဒီနေ့ဆိုလို့ရှိရင်ရွှေတောင်ကြီးတဲ့ဒေတာဖက်ထဲကနေပြီးတော့ချစ်ပိုးဒီဇိုင်းတစ်လေးရောက်ထားလို့မိတ်ဆက်ပေးပြရသည်ရှင်ဒီဒီဇိုင်းလေးဆိုရင်အောက်ခံအဖြူဆွတ်ဆွတ်လေးပေါ်မှာတည်တင်ထားတာပါရှင်ဒီဒီဇိုင်းလေးဆိုရင်မြင်းချီကာလာလေးဖြစ်ပါတယ်အရန်ကိုလှပတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ဒီဒီဇိုင်းလေးကတော့ရွှေဝါရောင်လေးဖြစ်ပါတယ်အပွင့်လေးကလည်းဆက်သက်တဲ့အပွင့်လေးပါပဲရှင်အပွင့်ဆန်းဆန်းလေးနဲ့ပိုစံတဲ့ကာလာလေးပဲဝတ်ချင်တယ်ဆိုရင်တော့ဒီဒီဇိုင်းလေးကိုရွေးချယ်ပါဒေါနာစိမ်းရောင်လေးနဲ့ညီညီလေးဝတ်ချင်တယ်ဆိုလို့ရှိရင်ဒါလေးကိုရွေးချယ်ပါဒီအရောင်လေးကတော့ဘေးဒါရောင်တွင်တွင်လေးဖြစ်ပါတယ်ဘေးဒါရောင်တွင်တွင်လေးလည်းဝတ်ကြည့်ပါနော်ဒီကာလာလေးကတော့ခဲဖြူကာလာလေးပါအပွင့်မြမြိုင်လေးနဲ့ဝတ်ချင်တယ်ဆိုရင်တော့ဒီကာလာလေးကိုရွေးချယ်ပါရှင်ခုပြသွားတာကတော့ကျစ်ပိုးအထည်အမျိုးအစားဖြစ်ပြီးတော့ပါဝင်မှုက9တောင်အပြည့်ဝန်းဆက်ထဲပါရှင်အားပေးခြင်းလဲဆိုရင်သုံးရက်ကတ်တဲ့ပေမှာပဲဖြစ်ဖြစ် Viber မှာပဲဖြစ်ဖြစ်တီရဲ့ message မှာပဲဖြစ်ဖြစ်စိုင်ကိုလာရောက်ပြီးတော့ဝယ်ယူချင်တာပဲဖြစ်ဖြစ်အားပေးလို့ရပါတယ်ရှင်